လင်းကနေမူပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်အဲ့တော့17ရက်10လ2025တရက်တာတင်းငွေသားသမီးတွေရဲ့နော်နေ့စဉ်ကံကြမ္မာဟောစမ်းလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့နေ့စဉ်မိမိတို့ရဲ့ကံကြမ္မာဟောစမ်းလေးကိုနားထောင်နေဆိုလို့ရှိရင်ဒီကောင်လေးကို follow လုပ်ထားပြီးတော့ like and share လေးလုပ်ထားပြီးပါတင်းငွေသားသမီးပိုင်းလည်း comment လေးမှာဝေးခဲ့ပြီးပါဦးဗျာနော်အဲ့တော့တင်းငွေသားသမီးတွေကတဲ့17ရက်10လ2025ရက်နေ့မှာတဲ့အထူးသတိထားမယ်နေ့လေးပဲဖြစ်ပါတယ်နော်တင်းငွေသားတွေတင်းငွေသားသမီးတွေအတွက်အထူးသတိထားမယ်နေ့လေးဖြစ်တယ်ရခင်နေ့တဲ့ဒီနေ့မှာအနီနဲ့အနက်ကိုတွဲဖက်ပြီးဝတ်ဆင်လို့ကျင်တဲ့စိတ်တွေပြင်းပြနေတာလေးဖြစ်နေတတ်တယ်အဲ့လိုဝတ်ဆင်ခြင်းကိုအနီနဲ့အနက်တွဲပြီးဝတ်ဆင်ခြင်းကိုရှောင်ပါတွဲဖက်ဝတ်ဆင်ခဲ့လို့ရှိရင်ဒီနေ့မှာမတော်စားထိခိုက်ဒဏ်ရာရရှိတာလေးတွေဖြစ်တတ်ပါတယ်ဟဲ့အန်ဒီရဲ့ကြုံတွေ့ရတတ်တယ်နော်နောက်တစ်ခုဒီနေ့မှာတော့တင်းငွေသားသမီးတွေကစိတ်ညစ်စရာလေးနဲ့ကြုံတွေ့နေရတတ်တယ်စိတ်နှောက်ယှက်ဖြစ်စရာနော်စိတ်ဒုက္ခပေးတဲ့လူတွေနဲ့ပဲကြုံတွေ့နေရတတ်တယ်နော်ငွေတွေဝင်သလောက်ပြန်ထွက်တတ်တယ်ငွေမမြဲဘူးဖြစ်မယ်နော်နောက်မိပတ်ဝန်းကျင်မှာကိုယ်ဒုက္ခပေးမဲ့လူအန်ဒီရဲ့ပေးမဲ့လူတွေပဲဝိုင်းရံနေတဲ့နေ့လေးဖြစ်ပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်မဲ့ဆိုလို့ရှိရင်တော့နော်ဒီနေ့ဟာတင်းငွေသားသမီးတို့အခြေအိမ်တော်ကြီးကန်ညက်နေတဲ့နေ့လေးတည်းဖြစ်ပါတယ်နော်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းအញ្ញံရှိနေတဲ့နော်လေဘင်းနာတာတွေဥကောက်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်နော်ဒါတင်းငွေသားသမီးတွေရဲ့နော်17ရက်10လ2025တရက်တာကံကြမ္မာဟောစရမ်းလေးပဲဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကြည့်ပြီးတော့အကျိုးရှိမယ်ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပါတင်းငွေသားသမီးတွေလည်း comment လေးဝင်ခဲ့ပေးပါဦးနော်အဲ့တော့ဒုတိယချင်းကန်စတာလေးစစ်ဆေးချင်တာလေးရှိရဆိုလို့ရှိရင်တော့ Viber နံပါတ်3995965283ကိုဆက်သွယ်ပြီးမြင်နိုင်ပါတယ်ကျတော့မေးလို့လည်းရပါတယ်တနေ့စာကံကြမ္မာဟောစမ်းလေးလည်းဖတ်ကြားပေးပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဗျကားစိတ်ဓာတ်ဒုက္ခများပြည့်စုံပါစေလို့မင်္ဂလာဆုမကောင်းတောင်းလိုက်ပါတယ်เนาะဟုတ်ဆက်ပါဒီနေ့နေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျเนาะအဲ့တော့17ရက်10လ2025တရက်တာတင်းလာသားသမီးတွေကံကြမ္မာဟောစမ်းလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဟောစမ်းလေးကိုမဖတ်ကြားခင်မှာမိတ်ဆွေတို့အနေနဲ့နေ့စဉ်မိမိတို့ရဲ့ကံကြမ္မာဟောစမ်းလေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုเนาะအပေါင်းလေးနှိပ်ပြီးတော့ like and share လေးလုပ်ထားခဲ့ပေးပါတင်းလာသားသမီးပါဆိုလို့ရှိရင်လည်း comment လေးမှာဝင်ရေးပေးပါဦးဗျာเนาะအဲ့တော့နေ့စဉ်မနက်7:00နာရီမှာခုနှစ်သားသမီးရဲ့ကံကြမ္မာဟောစမ်းလေးတွေကိုနေ့စဉ်တင်ပေးမှာဖြစ်ပါတယ်เนาะဒီခင်ကတော့ကျွန်တော်အဋ္ဌံကာလနဲ့မို့လို့ဒါလေးတွေမတင်ပေးဖြစ်တာပေါ့เนาะအဲ့တော့ဟုတ်ပြီအဲ့တော့17ရက်10လ2025တရက်တာတင်းလာသားသမီးရဲ့ကံကြမ္မာဟောစမ်းလေးကိုဖတ်ကြားပေးပါမယ်เนาะတင်းလာသားသမီးတွေကဒီနေ့မှာတဲ့ထူးခြားတဲ့ပုံကိုတွေနဲ့ကြုံတွေ့ရတဲ့เนาะထူးခြားတဲ့ပုံကိုမျိုးနဲ့ကြုံတွေ့ရတဲ့တော့ကထူးခြားတဲ့ပုံကိုတွေရဲ့ပုံတော်တွေရုပ်ထုတွေအိမ်ကိုရောက်ရှိလာတတ်တယ်စနစ်တကျကိုးကွယ်ထားရင်ကိုယ့်အတွက်အကျိုးရှိနိုင်ပါတယ်တဲ့เนาะနောက်တစ်ခုကပညာဓုသို့မဟုတ်เนาะအကြံဉာဏ်သစ်တွေရရှိတဲ့နေ့လေးဖြစ်ပါတယ်တဲ့เนาะရှေ့ဆက်ပြီးတော့လုပ်ကိုင်ရမယ့်လုပ်ငန်းတွေဘဝအတွက်အဓိကကျတဲ့ project တွေเนาะအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေချုံးဝေပါလိမ့်မယ်เนาะဘဝအတွက်အရေးကြီးတဲ့ project ကလေးတွေလုပ်ကိုင်ရမယ့်အကြံဉာဏ်လေးရရှိတတ်ပါတယ်เนาะလူအများရဲ့လေးစားခြင်းကိုဒီနေ့မှာခံရတတ်ပါတယ်တဲ့เนาะငွေကတော့မျှော်မှန်းထားသလောက်ငွေမဝင်တာလေးဖြစ်တတ်တယ်ပေါ့เนาะကိုမျှော်မှန်းထားတော့မဝင်တာလေးဖြစ်တတ်တယ်လက်ရှိအခြေရေးပေါ့เนาะလက်ရှိအခြေရေးကိုစိတ်ကုန်နေတတ်တဲ့သဘောလေးမှာရှိနေတတ်တယ်အင်တော်ရေးကတော့ဒီနေ့မှာအေးချမ်းရှိတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့ခန္ဓာကိုယ်ညာဘက်တစ်ချမ်းကြိုက်ခဲတာလေးတွေလေဖြန်းတာလေးဖြစ်တတ်ပါတယ်เนาะညာဘက်တစ်ချမ်းလေဖြန်းသွားတာလေးဖြစ်တတ်တယ်အနည်းငယ်ကျမ်းမာရေးနဲ့ပတ်သက်ရင် view site ပါပေါ့เนาะဒါကတော့ဒိလာသားသမီးရဲ့ကံကြမ္မာဟောစမ်းလေးပဲဖြစ်ပါတယ်ဗျာเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကာစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမတောင်းလိုက်ပါဗျာเนาะဟုတ်ဆက်ပါအင်္ဂါနေ့မူဝတ်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာเนาะ17ရက်10လ2025တရက်တာအင်္ဂါသားသမီးတွေကံကြမ္မာဟောစမ်းလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဟောစမ်းလေးကိုဖတ်ကြားခင်မှာမိတ်ဆွေတို့အတွက်နေ့စဉ်ဟောစမ်းလေးကိုမနက်7:00နာရီနဲ့မှာတင်ပေးမှာဖြစ်ပါတယ်เนาะခုနှစ်သားသမီးဟောစမ်းလေးကိုမနက်7:00နာရီတင်ပေးမှာဖြစ်လို့ကြောင့်မိတ်ဆွေတွေဟောစမ်းလေးကိုနေ့စဉ်နားထောင်လို့ရသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုเนาะအပေါင်းလေးနှိပ်အသေးလေးပြီး share လေးလုပ်ခဲ့ပြီးပါเนาะအင်္ဂါသားသမီးပါလို့ရှိရင်လည်း comment လေးဝင်ခဲ့ပေးပါဦးမြတ်เนาะအဲ့တော့အင်္ဂါသားသမီးတွေကတဲ့เนาะ17ရက်10လ2025ဒီနေ့မှာเนาะအများကနေပြီးတော့เนาะလူအများကြားမှာပေါ့เนาะလူအများကြားမှာပေါ်ထင်ပေါ်လွင်ရှိတတ်တယ်เนาะလူအများကြားမှာတောက်ပနေတတ်ပါတယ်เนาะ
နောက်တစ်ခုကတော့အပူတော့ကတွေနဲ့ကင်းဝေးတဲ့နေလေးဖြစ်တယ်နော်အကြံစီလောက်ကင်လေးတွေလောက်ကင်ဆောင်မဲ့ဟာလေးတွေဒီနေ့မှအောင်မြင်မယ်နော်ခီးဝေးသွားစရာအကြောင်းလေးတွေပေါ်လာတတ်ပါတယ်တဲ့နော်နောက်တော့မိမိအလှူဒန်းပြုလုပ်ရတဲ့လိုအပ်နေတဲ့ငွေလိုချင်တဲ့ငွေပမာဏလေးတွေကိုရှာဖွေရရှိနိုင်တာလေးတွေအကြောင်းမျိုးပေါ်လာပြီးတော့အဆင်ပြေတာလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့နော်ငွေနဲ့ပတ်သက်ပြီးတော့နော်အချင်းအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့ဒီနေ့မှာအဆင်ပြေတာရတဲ့နေ့လေးဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့အနေငယ်အေးမိတာလေးတွေနှာစီးချောင်းစုဖြစ်တာလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့ဒါ17ရက်ဇေလာ2025တရက်တာအင်္ဂါသားသမီးရဲ့ကံကြမ္မာဟောစံလေးပဲဖြစ်ပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါဗျာနော်နှုတ်ဆက်ပါဘုန်းကြီးမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်17ရက်ဇေလာ2025တရက်တာဗုဒ္ဓဟူးရာဟုသားသမီးရဲ့ကံကြမ္မာဟောစံလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကံကြမ္မာဟောစံလေးကိုမဖတ်ကြားခင်မှာနော်နေ့စဉ်မနက်7:00နာရီမှာခုနှစ်သားသမီးတွေရဲ့ကံကြမ္မာဟောစံလေးကိုတင်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတွေနဲ့နေ့စဉ်မိမိတို့ရဲ့ဟောစံလေးကိုနားထောင်နေတယ်ဆိုရင်တော့ဒီအကောင့်လေးကိုအပေါင်းလေးနှိပ်ပြီးတော့ကျွန်တော်အကောင့်လေးကိုအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့ share လေးလုပ်ခဲ့ပေးပါဦးများနော်အဲ့တော့ဒီနေ့မှာဗုဒ္ဓဟူးသားသမီးတွေအားတဲ့နော်မိမိညှို့မှန်းထားတဲ့ညီမှန်းထားတဲ့လောက်ကင်မဲ့လုပ်ငန်းညီမှန်းချက်တွေပျက်စီးတတ်တယ်နော်အရေးကြီးလှုပ်ဆောင်ရကိစ္စတွေမှာဆုံးဖြတ်ချက်မပြုလို့ရေးကြီးရဲ့ကိစ္စတွေကိုဆုံးဖြတ်ခြင်းပြုလုပ်လို့မသိနေတော့တဲ့နေ့လေးဖြစ်ပါတယ်တဲ့နော်ငွေကုန်ကြေးကျများတတ်တယ်ဒီနေ့မှာဗုဒ္ဓဟူးရောက်သားသမီးမှာလူယုံတစ္ဆာဖောက်တာလေးတွေကြုံတွေ့ရတတ်ပါတယ်နော်အဓိကကတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအရေးကြီးတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်မယ်ဆိုလို့ရှိရင်ဆုံးဖြတ်မယ်ဆိုလို့ရှိရင်ရွှေဆိုင်လို့ရရင်ရွှေဆိုင်မှာဘာကြောင့်လဲဆိုတော့ဒီနေ့မှာအဲ့ဒါလေးတွေစတင်မှုပြီးဆုံးဖြတ်ဖို့နော်မလုပ်ဆောင်သင့်ပါဘူးပြည့်ရင်းစရာမှားယွင်းတဲ့အကြံဉာဏ်လေးတွေဖြစ်တတ်ပါတယ်နော်အဓိကတော့မဖြစ်မနေဆုံးဖြတ်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ကိုယ်ကတေချာဆုံးဖြတ်ပါဒီနေ့ဟာဘယ်သူမှမယုံကြည်အောင်ကိုယ်ဘေးမှာကိုယ့်ရဲ့လူယုံတွေကိုယုံကြည်ရဆိုတဲ့လူတွေရဲ့သစ္စာဖောက်ခြင်းကိုခံရတတ်တယ်နော်အဲကြောင့်အချင်းအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့တဲ့စိတ်ညစ်စရာလေးတွေပေါ်တတ်တယ်နော်အခက်မတင်တာလေးတွေအကြောင်းမျိုးကြောင့်စိတ်ညစ်ရတဲ့ဟာလေးတွေပေါ်ပေါက်လာတတ်ပါတယ်နော်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့အပူလောင်တာဓာတ်လိုက်တာလေးဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေ view site ပါနော်နောက်ကိုနေထိုင်ရာအလုပ်နေပတ်ဝန်းကျင်မှာမီးလန့်တာလေးတွေကြုံတွေ့ရတတ်ပါတယ်နော်ဒါဗုဒ္ဓဟူးရောက်သားသမီးတွေအတွက်17ရက်2025တရက်တာကံကြမ္မာဟောစံလေးပဲဖြစ်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါပဲเนาะနှုတ်ဆက်ပါတယ်ဇာတာရင်းနဲ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျเนาะ17ရက်2025တရက်တာဇာတာပရိသတ်မိကံကြမ္မာဟောစံလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဟောစံလေးကိုဖတ်ကြားခင်မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာဟောစံလေးတွေကိုနေ့စဉ်မနက်7:00နာရီတိုင်းမှာတင်ပေးမှာဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ဟောစံလေးကိုနေ့စဉ်နားထောင်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနေ့အသေးလေးပြီး share လေးလုပ်ခဲ့ပေးပါဦးအဲ့တော့ကျွန်တော်ပြည်သားသမီးတွေပါရဆိုလို့ရှိရင်လည်း comment လေးဝေခဲ့ပေးပါနေ့စဉ်မနက်7:00နာရီမှာခုနှစ်သားသမီးတွေကညောဟောစံလေးတွေကိုပုံမှန်တင်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့17ရက်2025ဒီနေ့မှာကျွန်တော်ပြည်သားသမီးတွေကမိခက်ခဲနေတဲ့ကိစ္စရဲ့လေးတွေအရင်ကအဆင်မပြေတဲ့ဟာလေးကြံ့ကြာနေတဲ့အရာလေးတွေမှာကုညီရဲ့လူတွေပေါ်လာတတ်တယ်ဒါမှမဟုတ်ဒီနေ့လုတ်ကင်နေတဲ့အလုပ်ပြီးမှာကြံ့ကြာနေတယ်ထင်ဝက်ဖြစ်နေဆိုရင်ကုညီမဲ့လူတွေပေါ်လာတတ်ပါတယ်เนาะကြံ့ကြာနေတဲ့အရာလေးတွေထင်ဝက်နေတဲ့အရာလေးတွေရခင်ကအဆင်မပြေဖြစ်နေတဲ့အရာလေးတွေပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်မိမိပျောက်ဆုံးနေတဲ့မျှော်လင့်ချက်တွေမဖြစ်နိုင်တော့ပါဘူးကွာဆိုပြီးထားရတဲ့ဟာလေးတွေအတွက်เนาะလက်လျှော်ရတဲ့အရာတွေအတွက်မျှော်လင့်ချက်လေးတွေပြန်လဲပေါ်ပေါက်လာတတ်ပါတယ်သို့တော့ဒီနေ့မှာငွေကြေးကိစ္စနဲ့ပတ်သက်ရင်ပူပန်ရတာလေးတွေစိုးရိမ်ရတာလေးကြုံတွေ့ရတတ်ပါတယ်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့ဤချမ်းတာယာတဲ့နေ့လေးဖြစ်ပါတယ်เนาะကျမ်းမိုင်နဲ့ပတ်သက်လို့ရှိရင်တော့မျက်စိနဲ့ပတ်သက်ပြီးတော့အနေငယ်ဒုက္ခပြီးတတ်ပါတယ်မြေရုပ်ကြိုက်တာမျက်စိနာတာเนาะမြေယူတာပေါ့เนาะမျိုးလုံးအားနေတာဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခပြီးတတ်ပါတယ်တဲ့เนาะဒါ17ရက်2025တည်းလားကြာသာရေးသားသမီးတွေရဲ့ကံကြမ္မာဟောစံလေးပဲဖြစ်ပါတယ်ဗျာเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါဗျာเนาะနှုတ်ဆက်ပါတယ်တောက်ကြတဲ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျ17ရက်2025တည်းလားတောက်ကြသားသမီးရဲ့ကံကြမ္မာဟောစံလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဟောစံလေးကိုဖတ်ကြားခြင်းမှာမိတ်ဆွေတို့
ကံကြမ္မာဟောစမ်းလေးတွေကိုနေ့စဉ်မနက်၈ နာရီမှာတင်ပေးမှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနဲ့အသေးလေးပြီး share လေးလုပ်ခဲ့ပြီးပါအောင်နော်တောက်ကြသားသမီးပိုင်း comment လေးမှလည်းဝင်ရေးခဲ့ပြီးတော့နော်အဲ့တော့17ရက်10လ2025တရက်တာမှာတောက်ကြသားသမီးတွေဟာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပတ်စံနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးပတ်သက်တဲ့ကိစ္စလေးတွေစိုးရင်ပူပန်ရတတ်တယ်အကျွေးတင်ရတတ်တယ်နော်ဒီနေ့မှာတောက်ကြသားသမီးတွေကမိမိရဲ့ခံစားချက်ကိုဦးစားပေးတတ်တဲ့နေလေးဖြစ်ပါတယ်เนาะဖြစ်တဲ့တာထက်ဖြစ်ချင်တာကိုပို့ပြီးဦးစားပေးနေတတ်တဲ့နေလေးဖြစ်ပါတယ်လုပ်ငန်းပြောင်းရွှေ့တာအလုပ်ကထွက်တာလေးတွေကြုံရတတ်ပါတယ်အလုပ်မှာစိတ်ဝင်စားပဲထွက်ချင်ပြောင်းနေတဲ့စိတ်တွေပုံနေတတ်ပါတယ်เนาะအခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့အလောအင်မတန်မှကောင်းတဲ့နေလေးဖြစ်ပါတယ်ဂျားလူအနှောက်အယှက်တော့အနေငယ်ရှိတယ်သို့တော့အနှောက်အယှက်တွေရှိနေတဲ့ဂျားလူတွေရှိနေတဲ့ဂျားမှာမိမိရဲ့အခြေအိမ်တော်ကြီးအလောအင်မတန်မှအဆင်ပြေချုံးမွေနေတဲ့နေလေးဖြစ်ပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ရှိရင်တော့အစိတ်ရှိတဲ့တော်ဝါလေးတွေကြိုက်တာခံရတတ်တယ်เนาะအဲ့တော့ကင်းလေးကင်းချင်များမွေတို့ဒါမျိုးလေးပေါ့နော်အစိတ်ရှိတဲ့တော်ဝါတွေကြိုက်တာခံရတတ်တယ်အစိတ်ရှိတဲ့တော်ဝါတွေအန်ဒီရဲ့နဲ့ကြုံရတတ်တယ်အဲ့ဒါလေးတွေ view site ပါသတိထားပါသွားလာလာမှာအဆက်ဆက်ရကြည့်ရှုပါเนาะတတိမလွတ်ပါစေနဲ့ဒါတော့ကြာသားသမီးတွေရဲ့17ရက်10လ2025တရက်တာကံကြမ္မာဟောစမ်းလေးပဲဖြစ်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနှပြပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တော့လိုက်ပါတယ်ဗျာเนาะဟုတ်ဆက်ပါတယ်စနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာเนาะ17ရက်10လ2025တရက်တာစနေသားသမီးတွေရဲ့တရက်တာကံကြမ္မာဟောစမ်းလေးကိုဖတ်ကြားပြီးမှဖြစ်ပါတယ်ဟောစမ်းလေးကိုဖတ်ကြားပြီးမှမိတ်ဆွေတို့ရဲ့ကံကြမ္မာဟောစမ်းလေးကိုနေ့စဉ်မနက်7 နာရီမှာတင်ပေးမှဖြစ်တဲ့ကြောင့်အကောင့်လေးကို follow လုပ်ပြီးတော့ like and share လေးလုပ်ခဲ့ပြီးတော့စနေသားသမီးပိုင်း comment လေးဝင်ရေးခဲ့ပြီးပါဦးမြတ်เนาะအဲ့တော့ဒီ17ရက်10လ2025တရက်တာမှာစနေသားသမီးတွေရဲ့ကံကြမ္မာလေးကတော့เนาะလမ်းလျှောက်ရင်လမ်းပြောင်းနေသလိုဖြစ်နေတတ်ပါတယ်မိမိရဲ့စိတ်အလိုကိုလိုက်လို့ဒုက္ခအကြီးအကျယ်ကြုံတွေ့ရတတ်တယ်ကြောက်အကြီးအကျယ်ကြတတ်တယ်အောက်လက်ငယ်သားကိုထက်အသက်ငယ်တဲ့လူအောက်လက်ငယ်သားကိုအဓိကတော့လုပ်ငန်းမှာကိုယ့်ရဲ့အောက်လက်ငယ်သားကိုယုံကြည်လွန်းအားကြီးသတိမထားမိတော့၎င်းပေါ့နော်ယုံကြည်ရတော့၎င်းဒါမှမဟုတ်ကိုယ့်ကိုယုံကြည်မှုလွန်ကဲရတော့၎င်းအောက်လက်ငယ်သားရဲ့ကြောက်ချကြောက်တွန်းတာလေးခံရတတ်ပါတယ်เนาะဒီနေ့မှာလုပ်ငန်းမှာလည်းမိမိကစိတ်ဝင်စားပဲနဲ့ဖြစ်နေတတ်တယ်စိတ်ဝင်စားခြင်းမရှိဘူးစိတ်တွေပြန့်လွင့်နေတတ်တယ်အပျော်ပါးဘက်ကိုစိတ်အာရုံညွတ်နေတတ်တဲ့အနေလေးဖြစ်ပါတယ်เนาะငွေအသုံးထက်အဖြုံးတွေများနေတတ်တယ်မိမိလက်ထဲမှာရှိတဲ့ငွေထက်ပို့ပြီးတော့သုံးမိတာမိပိုင်ဆိုင်ငွေထက်ပို့ပြီးသုံးမိတာလုပ်ငန်းငွေတွေကိုသုံးမိတာအလွဲသုံးစားမျိုးတွေဖြစ်တတ်ပါတယ်ဒီနေ့မှာเนาะအဲ့ဒါလေးအထူးပြုပါအခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဒီနေ့မှာကံညက်နေတဲ့နေလေးဖြစ်ပါတယ်နောက်တစ်ခါအမျိုးသားအိမ်ပေါ်ဆင်းသွားတာသို့မဟုတ်တားယောက်ျားလေးရှိတဲ့လူတွေတားယောက်ျားလေးအိမ်ပေါ်ဆင်းတာလေးတွေဖြစ်တတ်ပါတယ်เนาะအခြေအိမ်တော်ကြီးကံညက်နေတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းအနေငယ်အညံ့ရှိနေတဲ့နေလေးဖြစ်ပါတယ်เนาะဒါ17ရက်10လ2025တရက်တာစနေသားသမီးတွေကံကြမ္မာဟောစမ်းလေးပဲဖြစ်ပါတယ်ဗျာเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနှပြပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါတယ်ဗျာเนาะနှုတ်ဆက်ပါတယ်